မင်းကလေးတယောက်ကအစိတ်ပြင်းတဲ့မွေတကောင်ကိုတိတ်တဆိတ်ထုတ်ယူပြီးတက်မှုရဲ့သမီးဖြစ်သူရဲ့အင်ဂျီတဲကိုထည့်လိုက်ပါတယ်တက်မှုရဲ့သမီးဟာအော်ဟစ်ပြီးမြေပြင်ပေါ်လဲကျသွားတဲ့အခါတက်မှုကသူ့လူတွေကိုမွေကိုဖယ်ရှားဖို့အလင်းမြန်မိတ်ပေးခဲ့ပါတယ်မွေဟာသူ့အလိုလိုပြန်ထွက်လာခဲ့ပေမဲ့တက်မှုကတော့အလွန်အမင်းဒေါသထွက်သွားပြီးအဲ့ဒီမင်းကလေးကိုမြေပြင်ပေါ်လဲကျသွားအောင်ထိုးကျိတ်လိုက်ပါတယ်ထို့နောက်တက်မှုကထိုမင်းကလေးကိုအန္တရာယ်ရှိတဲ့နေရာတစ်ခုမှာပိတ်လောင်ထားဖို့အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့အခြားလူအများပြားပါအဲ့ဒီနေရာမှာအတူတူပိတ်မိသွားလိမ့်မယ်ဆိုတာကိုတော့သူမသိရှိခဲ့ပါဘူးအပေါ်ကနေတစ်သားစီပိုင်းတစ်ခုပြုတ်ကျလာပြီးရုတ်တရက်အဲ့ဒီစီပိုင်းကွဲထွက်သွားတဲ့အခါအစိတ်ပြင်းတွေထောင်ပေါင်းများစွာထွက်လာပါတယ်လူတိုင်းထိတ်လန့်တကြားနဲ့အသက်လူပြီးထွက်ပြေးကြပါတယ်မင်းကလေးတယောက်လဲကျသွားတဲ့အခါခဏချင်းအတွင်းမှာပဲမွေတွေကသူမကိုရစ်ပတ်လိုက်ကြပါတယ်ဒီကြောက်စရာကောင်းတဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့ဒေးဗစ်ဟာဆက်မပြေတော့ပဲသူ့ရဲ့ကံကြမ္မာကိုအေးအေးဆေးဆေးပဲလက်ခံလိုက်ပြီးတေးဆုံးသွားပါတယ်နောက်ဆုံးမှာတော့မင်းကလေးနှစ်ယောက်ပဲကြံပါတော့တယ်အန်နာကလှေကားပေါ်ကိုပြေးတက်သွားပေမဲ့ဗစ်တိုးရီယာကတော့မွေတွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်မွေတွေကသူမကိုတဖြည်းဖြည်းရစ်ပတ်လိုက်ကြပြီးအသက်ရှူချက်ကတေးဆုံးသွားခဲ့ပါတယ်အဲ့ဒီနောက်မွေတွေကအန်နာစီကိုဥတီလာတဲ့အခါမှာတော့သူမကတချင်းတစ်ပုတ်ကိုစတင်တီးဆိုလိုက်ပါတယ်အဲ့ဒီတချင်းကမွေတွေကိုမိန်မောသွားစေပြီးသူမကိုရံမပြုတ်နိုင်အောင်တားဆီးပေးလိုက်ပါတော့တယ်